ဒီနေ့မှာတော့အရသာရှိပြီးကလေးရောလူကြီးပါကြိုက်ကြတယ်ဝတ်သားပေါင်းလေးလှုပ်ရှားဖြစ်ပါတယ်ဝတ်သားတွေကိုစားပင်းငပြဲရဲ့ကြီးရှောက်ကုန်းမှုနေထည့်ပြီးတော့ဘလန်ဒါထဲထည့်ကြိတ်လိုက်ပါမယ်ဘလန်ဒါအဖုံးကိုကြွတ်ခံထားတာကတော့အဖုံးမပေးအောင် TikTok မှာတွေ့တဲ့နည်းကိုသုံးထားတာပါအသားတွေကိုကိုလိုချင်တဲ့အတိုင်းစတိုင်းကြိတ်ထားလို့ရပါတယ်ဒါလေးကတော့ဘလန်ဒါအဖုံးမပေးဘူးဆိုတာပြတာပါကြိတ်ပြီးရလာတဲ့အသားတွေကိုပေါင်းမဲ့ပကံနဲ့ထည့်ထားပါမယ်ဘလန်ဒါထဲကိုရင်နွေးလေးထည့်ထားပါတယ်သားထဲကိုစားပင်းငပြာကြီးအကြီးရှောက်ကောမုံလေးတွေထပ်ထည့်လိုက်ပါမယ်အရသာပေါ်မှာဆိုလို့ပါပြီးရင်ကြက်ဥတစ်လုံးဖောက်ထည့်လိုက်ပါမယ်ပြီးရင်တော့အားလုံးသမသွားအောင်နေထားလိုက်ပါမယ်ရင်နွေးလေးလောင်းထည့်ပါမယ်ဒီလိုနေထားလေးရောက်ပြီဆိုရင်ပေါင်းလို့ရပါပြီပေါင်းဖို့တည်ထားတဲ့ရင်နွေးတွေလည်းစဆူနေပြီဆိုတော့စပြီးတော့ပေါင်းလိုက်ပါမယ်အဖုံးလေးတေချာအုပ်ထားပါမယ်15မိနစ်လောက်ပေါင်းပြီးရင်တော့ဒီလိုနေထားလေးရပါပြီကြက်မကြက်သွားကြထိုးတန်နဲ့ထိုးကြည့်ပြီးတော့သွားကြထိုးတန်မှာကတ်မပါလာဘူးဆိုရင်ကြက်ပါပြီစားသုံးလို့ရပါပြီရှင်